ယနေ့ငါဆင့်ဆိုသမျှသောပညတ်တော်တို့ကိုသင်သည်ကျင့်ဆောင်ခြင်းငှါသင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုစစ်စစ်နားထောင်လျှင်သင်၏ဘုရားသခင်ထာဝရဘုရားသည်လူမျိုးတကာတို့ထက်သင်ကိုချီးမြှောက်တော်မူမည်သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားထောင်လျှင်သင်အပေါ်မှာတက်ရောက်လက်တန့်သောကောင်းကြီးမင်္ဂလာများဟုမူကားသင်သည်မြို့၌မင်္ဂလာရှိလိမ့်မည်တော၌မင်္ဂလာရှိလိမ့်မည်သားသမီးအားဖြင့်၎င်းမြေအတိနှံအားဖြင့်၎င်းတရိษံဖွာသောသားငယ်အားဖြင့်၎င်းတိုးနွမ်းအစည်းပွားအားဖြင့်၎င်းမင်္ဂလာရှိလိမ့်မည်ခြင်တောင်း၌၎င်းမုတ်နယ်သောခွက်၌၎င်းမင်္ဂလာရှိလိမ့်မည်မိမိအိမ်ထဲသို့ဝင်သောအခါမင်္ဂလာရှိလိမ့်မည်ပြင်သို့ထွက်သောအခါမင်္ဂလာရှိလိမ့်မည်တင့်တစ်ဖက်၌ထသောရန်သူတို့ကိုတင့်မျက်မှောက်၌ထာဝရဘုရားသည်ဒဏ်ခံစေတော်မူမည်သူတို့သည်တလန်းဒီဖြင့်တင်ရှိရာသို့လာတော်လဲလမ်းခုနှစ်တွယ်ဖြင့်တင့်ရှိမှပြေးကြလိမ့်မည်